Assalamualaikum warahmatullahi wabarakatuh. Zia 13 तारीख समाज 2021 ziyan akan video dumurde onlara dekyo ayde video maze yan hoye dekhi me online e interview maze rohingya nai hoye de yano jawab diye de one ပြောရင်တော့ Rohingya ဆိုတာမရှိဘူးဗျာစေကူးရင်ပြီးပြောတဲ့နာမည်တစ်ခုပဲတကယ်တော့ဒါအရှိဘင်္ဂလားနယ်စစ်တကောင်းဒေသလာတဲ့လူတွေသူတို့ကိုသူတို့ Rohingya လို့ပြောနေကြတယ်ဘယ်ခေတ်ဆက်ဆက်မှလည်း Rohingya လို့မခေါ်ခဲ့ဘူးလွန်ခဲ့တဲ့ကျွန်တော်တို့ကအင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ပါအင်္ဂလိပ်ရဲ့အုပ်ချုပ်မှုအောက်မှာနေခဲ့ရတယ်အဲ့တော့အင်္ဂလိပ်ဒီခေတ်ကတကောင်စင်းကောက်တယ်ဗျာ1911ခုနှစ်1921ခုနှစ်1931ခုနှစ်ကောက်ခဲ့တဲ့တကောင်စင်းတွေမှာဘင်္ဂလီဆိုတဲ့စကားရဲ့စစ်တကောင်းသားဆိုတဲ့စကားရဲ့ဒါပဲကျွန်တော်တို့တွေ့တယ်ရိုဟင်ဂျာလို့ကျွန်တော်တို့မတွေ့ဘူးဒီဘက်ဒုတိယရပ်ပြီးတဲ့ခေတ်နောက်ပိုင်းမှာကောက်ခဲ့တဲ့စင်းစရာမှာပြန်ကြည့်လို့ရှိရင်လည်းခုနပြောတဲ့ဘင်္ဂလီဆိုတဲ့စကားရဲ့ပါကစ္စတန်ဆိုတဲ့စကားရဲ့နောက်တော့ကစစ်တကောင်းသားဆိုတဲ့စကားရဲ့ပဲကျွန်တော်တို့တွေ့တယ်ရိုဟင်ဂျာဆိုတာမရှိဘူးရိုဟင်ဂျာဆိုကျွန်တော်လက်မခံဘူးမြန်မာနိုင်ငံရဲ့တိုင်းရင်းသားတရားဝင်လက်ခံထားတဲ့135မျိုးရှိပါသို့တော်လည်းဒါတော့နည်းနည်းအပြောင်းလဲရှိနေပါတယ်ဒီ135မျိုးထဲမှာလည်းရိုဟင်ဂျာမပါပါဘူးဘင်္ဂလီလည်းမပါပါဘူးတရားဝင်ကျွန်တော်တိုင်းရင်းသားလည်းမဟုတ်ပါဘူးသူတို့ကသူတို့စိတ်ကူးနဲ့ခေါ်ထားတဲ့နာမည်တစ်ခုဖြစ်တယ်ဒါကျွန်တော်တို့အတိမမပြုပါဘူးတရား所以是 Bismillahirrahmanirrahim ရိုဟင်ဂျာလူမျိုးစုအပါအဝင်မြန်မာပြည်သူပြည်သားများနဲ့ကမ္ဘာသူကမ္ဘာသားအားလုံးကျွန်ုပ် Rohingya Solidarity Organization RSO မှဘုံမှုကြော်မြင့်ထွန်းဒီနေရာကနေအထူးပဲနှုတ်ခွန်းဆက်သပါကြောင်းဥစွာပြောကြားလိုပါတယ်အားလုံးအစ္စလာမ်အလိုင်ကွမ်မင်္ဂလာရှိပါစေလေးစားအပ်ပါသောမြန်မာမိဘပြည်သူများခင်ဗျာအချက်ဖက်ကောင်းဆောင်စစ်အာဏာရှင်မင်းအောင်လှိုင်မှတရုတ်မီဒီယာတစ်ခုဖြစ်တဲ့ Phoenix TV နဲ့မေလ20ရက်နေ့ကမေးမြန်းခန်းတစ်ရက်မှာရိုဟင်ဂျာတို့ဟာစစ်တကောင်းသားဘင်္ဂလီပါကစ္စတန်နိုင်ငံသားစသဖြင့်စင်ကြင်မှုနဲ့အဆက်တရကင်းမဲ့စွာပေါ်ပေါ်တင်တင်လင်းလေးပြောကြားခဲ့ပါတယ်ပြီးရင်မင်းအောင်လှိုင်ကသူဟာဗမာနိုင်ငံရဲ့အရှင်သခင်လူဗမာပြည်ဟာသူ့ဘဝကပိုင်ဆိုင်ခဲ့တဲ့လူနဲ့သူလက်ခံမှပဲဗမာပြည်မှာနေထိုင်ခွင့်ရှိတဲ့သဘောပြောနေတာလည်းတွေ့ရပါတယ်မင်းအောင်လှိုင်ရဲ့အဲ့လိုလင်းလေးပြောဆိုမှုကိုကျွန်တော်တို့ပြင်းပြင်းထန်ထန်ရှုံချပါတယ်လိမ်လည်မှုနဲ့မုဒ္ဒဝါဒဆိုတာအရေးချင်းမရှိတဲ့လူအောက်တန်းစားတွေအမြဲဆောင်ထားတဲ့လက်နက်တည်းဖြစ်ပါတယ်သူရတတိနဲ့ပြေးစုံတဲ့အာဏာရှင်တွေကဘာပေါ်မှာမြောင်းမြစွာထွန်းကားခဲ့ပူပါတယ်မျက်မှောက်ကာလမှာလည်းအများကြီးရှိပါတယ်သူတို့ကမင်းအွန်လိုင်းလို့အောက်တန်းကြမလိမ်တတ်ပါဘူးသူတို့မှာလုံရည်ကန်ရည်ရှိပါတယ်ဒုတ်တာကိုလောက်တယ်လို့မမှန်ကန်ကန်ဝန်ကန်ရေးတယ်မှန်မာလာတွေထားကြပါတယ်ဒီမင်းအွန်လိုင်းကြတော့စစ်အာဏာရှင်ဆိုတာထက်မိမချင်းမိမကြံနဲ့အကောက်ကြံထက်တဲ့လူလီလူညာတူတာဖြစ်ပါတယ်လို့မှတ်ချက်ပေးခြင်းပါတယ်ကျွန်တော်တို့ရဲ့ဖြစ်ထင်မှုနဲ့ရခိုင်ဒေသအကြောင်းဘယ်လောက်ရှိဦးကြတယ်လဲဆိုတာကိုသူကောင်းကောင်းသိပါတယ်အခုဟာတမင်တက်ရုပ်မာတာပါဒီလိုပြောနေတာသူဆက်ပြီးဒီလိုပဲရိုဟင်ဂျာတွေအပေါ်မှာသက်ပြက်မျိုးတုံးစီရင်ပြစ်မဲ့ဆိုတာပြသနေခြင်းဖြစ်ပါတယ်လို့နားလည်ပါတယ်လေးစားအပ်ပါသောမိဘပြည်သူများခင်ဗျာမင်းအောင်လှိုင်ဟာဟိုအစကရေဒီစကားကိုဒီတိုင်းပဲပြောလာနေကြတာဖြစ်ပါတယ်စိတ်ထဲမှာအပြောင်းအလဲဆိုတာဘာတစ်ခုမှမရှိပါဘူးဒီလူပုဂ္ဂိုလ်တွေကတိုင်းပြည်တစ်ခုခုသုံးမဟုတ်အဖွဲ့အစည်းတစ်ခုခုကိုဥဆောင်မယ်ဆိုရင်အဲ့ဒီနိုင်ငံအဲ့ဒီအဖွဲ့အစည်း၅ပါးမဟုတ်ဘူးပဲရှိပါတယ်ဒီနေရာမှာမင်းအောင်လှိုင်ရဲ့ယုံရမ်းတဲ့စိတ်နဲ့သဘောထားကိုမပြောင်းတော့ဘူးဆိုရင်ဘင်္ဂလားဒေ့ရှ်နိုင်ငံနဲ့နိုင်ငံတကာအတိုင်းအဝိုင်းကိုဘာဖြစ်လို့အခုဒီလင်းရန်လှည့်စားနေတာလဲဒုက္ခတွေပြန်ခေါ်ဖို့အစိုးရကိုယ်စားလှယ်အဖွဲ့လွှတ်လိုက်အာဆီယံကိုအဖာခေါ်လာလိုက်နိုင်ငံသဘောတူစာချုပ်တွေလက်မရေးထိုးလိုက်ပြန်လက်ခံမဲ့သူတွေကိုနိုင်ငံသားပြည်အောင်လမ်းကင်းပေးမယ်လို့မလုံးတွေပေးလိုက်ပြီးရင်ဒုက္ခတွေလက်ခံရေးစခန်းတွေ
turu ni bu inya ri sau ni da ba jaung long ni ya da le da jaung di lo atwin sai tayut takan so thon yau ma de a chan pat tama tu apoကျွန်တော်တို့ဘယ်သူမှအယုံချင်းမရှိတော့ပါဘူးမြန်မာပါကစ္စတန်နောက်ပိုင်းမြန်မာဘင်္ဂလားဒေ့ရှ်နယ်စည်းစည်းမျဉ်းပေါ်လာတာဘယ်တော့မှမကြသေးပါဘူးဒီမတိုင်ခင်ဒီဒေသတွေဖြစ်တဲ့ဒီမတိုင်ခင်ဒီဒေသခံတွေဖြစ်တဲ့ရခိုင်ရိုဟင်ဂျာမရူဒိုင်းနဲ့မရမာယီတက်ခမီဟိန္ဒူစားတဲ့လူတွေဟာအတူတူကပူးပေါင်းနေထိုင်ပြီးတော့တစ်ချိန်လုံးကူးလူဆက်ဆံမှုတွေရှိခဲ့တယ်လို့နှစ်ဖက်ခွာပြီးနေထိုင်ကြတာပါပဲပြီးရင်စစ်ကောင်းဒေသဆိုတာရှည်ရတဲ့ကာလတစ်ခုအထိအာရကန်ရဲ့ပိုင်နဲ့အဖြစ်တည်ရှိနေခဲ့ပါတယ်အဲ့ဒီမှာရိုဟင်ဂျာလွဲလို့ကြံတဲ့လူတွေဗမာပြည်ဖက်မှနေရင်မြန်မာနိုင်ငံသားတိုင်းရင်းသားရိုဟင်ဂျာဆိုရင်ဗမာပြည်နေစစ်ကောင်းသားခိုးရင်ဘင်္ဂါလီဖြစ်ရောလားဒါဒီမကသေးပါဘူးရခိုင်လူတပ်တို့မလူလူတိုင်းနဲ့တို့ဒီဘက်ကနေဟိုဘက်ကူတော့ရင်ရခိုင်တိုင်းရင်းသားမျိုးနွယ်စုဖြစ်သွားလို့မြန်မာနိုင်ငံကြီးလောကမှာကြိုက်တယ်လို့ခြေလင်းနေနိုင်တာဘာကြောင့်လဲတဖန်အဲ့ဒီလူတွေသဘောမတူလို့ရိုဟင်ဂျာတွေပက်ဆက်ဆက်အသက်ခံရနိုင်ငံသားအခွင့်အရေးဆုံးရှုံးခံရနိုင်ငံတရားမောင်းထုတ်ခံရရုပ်စွအစုံရိုဟင်ဂျာတွေကိုနိုင်ငံသားတတ်မှတ်ဖို့ရတင်ရထိုက်တဲ့အခွင့်အရေးတွေပေးဖို့အတွက်ပါအဲ့ဒီလူတွေသဘောတူမှဆိုတာဘာသဘောလဲဒီစားအပ်ပါတော့မိဘပြည်သူများခင်ဗျာဦးမီလိုင်းမီအောင်လိုင်းရဲ့အထက်ပါအင်တာဗျူးမှာပြောတဲ့စကားဟာကျွန်တော်တို့လူခင်ကြတွေအနေနဲ့လုံးဝလက်ခံစရာအကြောင်းမရှိပါဘူးလူမျိုးဘာသာကွဲခြားဆက်ဆံတဲ့အောက်တန်းကြတဲ့စိတ်ဓာတ်ကိုအခြေခံပြီးပြောဆိုခဲ့တဲ့အပြောဆိုဖြစ်ပါတယ်ကျွန်တော်တို့အနေနဲ့ဦးမီအောင်လိုင်းကိုသူရဲ့အထက်ပါပြောဆိုချက်သူရဲ့အဲ့ဒီပြောဆိုချက်ချက်ချင်းရုပ်သိမ်းဖို့အတွက်ဒီနေရာကနေပြပြတတ်တောင်းဆိုလိုက်ပါတယ်တကယ်လို့သူ့အနေနဲ့ပြန်မရုပ်သိမ်းဘူးဆိုရင်ဖြစ်ပေါ်လာမယ့်အကျိုးဆက်အားလုံးကိုသူကပဲတာဝန်ခံရမှာဖြစ်ပါတယ်ကျွန်တော်တို့ကတော့ကျွန်တော်တို့ရဲ့ရပိုင်ခွင့်တွေအတွက်ရခင်လမ်းဟောင်းအတိုင်းပဲပြန်ပြီးလက်နက်ကင်တဲ့လမ်းစဉ်ရွေးချယ်ခဲ့ပြီးပါပြီအပြင်းအထန်ပြင်လဲပြင်ဆင်နေကြပါပြီဒီတိုက်ပွဲကိုအာရိုဆူကပဲဥဆောင်မှာဖြစ်ပြီးရိုဟင်ဂျာတမျိုးသားလုံးအမျိုးသားရေးတာဝန်ထရဖြစ်အသက်နဲ့ရင်းပြီးတိုက်ပွဲဝင်သွားမယ်ဆိုတာဆုံးဖြတ်လိုက်ပါတယ်တိုက်ပွဲတကစားပြီးဟိတ်ဆိုရင်အဆုံးသတ်ဖို့အတွက်တော်ရုံနဲ့ပြီးမှာမဟုတ်ပါဘူးအခုအချိန်ဟာဗမာတပြည်လုံးတောတောင်ကြီးလက်ဒေသကနေမြို့ကြီးပြကြီးဒေသတွေအထိလူရန်စားအလွာဘုံစုံကမြောင်းလှန်ရဲ့အကြံဘက်မဒိန်တက်ကိုလက်နက်ကင်တော်လန်ထိုက်ခိုက်နေတဲ့အချိန်နောက်ထပ်စစ်မျက်နှာတရက်ဖွင့်မှဆိုရင်ဘယ်အထိဖြစ်လာနိုင်တယ်လဲဆိုတာခံမှန်းနိုင်ပါတယ်အာရိုဆူရဲ့တိုက်ပွဲအတွက်ပြင်ဆင်နေမှုကိုလည်းအခုပူးရေးတင်ပြထားတဲ့ဗီဒီယိုထဲမှာရှုစားနိုင်ပါတယ်ခင်ဗျာအားလုံးကျေးဇူးတင်ပါတယ်